မျိုးလေးစီချင်းကိုကျွန်တော်တို့ဒီနေ့ဆိုတဲ့မှာဖြစ်ပါတယ်အားလုံးပဲနားတော်ပေးကြပါတကယ်လို့ချက်သွားတာရှိရင်လည်းကျွန်တော်တို့ခုလည်းကျွန်တော်တောင်းပန်ချင်ပါတယ်ကျေးဇူးပါတယ်ခင်ဗျာ